Hello guys, welcome back to Genius Guy Channel. Genius Guy Channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် association တစ်တီထဲကကျွန်တော်တချင်းကောင်းလေးတစ်ပုတ်ကိုကျွန်တော်တွေ့ထားတာပေါ့နော်ဆိုတော့ဒီတချင်းလေးကိုကျွန်တော်တို့နားထောင်လိုက်ရင်ကျွန်တော်တို့ view နာအငွေ့သက်လေးတွေရမယ်ကြည်နူးစရာကောင်းတဲ့အငွေ့သက်လေးတွေရမယ်နောက်ပြီးတော့ခွန်အားတွေရမယ်လို့ကျွန်တော်ထင်တယ်ဒီတချင်းကိုဆိုတဲ့လူကဘာလာလာ JY ဘာလာလာဂျိုယုတ်ပေါ့နော်သူ့ channel နာမည်ဘာလာလာဂျိုယုတ်ပေါ့နော်တချင်းနာမည် English လို့ဆိုရင် TDN ဗမာလို့ဆိုလို့ရှိရင်တော့တက်ဆုံထိလို့သူနာမည်ပေးထားတာပေါ့နော်ဒီတချင်းကိုတေချာနားထောင်ကြည့်မယ်ဆိုလို့ရှိရင်အားလုံးရတာတစ်ခုခုတော့ရသွားလိမ့်မယ်ကျွန်တော်တို့အခုတူတူနားထောင်လိုက်ကြရအောင်Sonti user smiling Rudy mixing master Chulan Tong reason by Palala Joyo Near Gamma go has shown Nelva Tukala the Muno Pielen I more tepe Gala di loca di Let Paco so kind target ကျွန်တော်မြင်ဒီတချင်းကိုသူကဒီ editing ကိုတကူတကားအများကြီးအထားတာမဟုတ်ပဲနဲ့ကိုယ်တိုင် edit လုပ်ထားတဲ့ပုံစံမျိုးလို့ကျွန်တော်ထင်တယ်တကယ်ကိုဒီ special camera ကြီးတွေနဲ့ရိုက်တာမျိုးမဟုတ်ပဲနဲ့သူ့မှာရှိတဲ့ phone လေးနဲ့သူရိုက်ထားတာမျိုးလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ချင်းစလာချင်း return နဲ့လာပြီးတော့သူ့ရဲ့စာသားနဲ့သူ့ရဲ့ဒီ MV နဲ့ကတော့ကျွန်တော်ကြည့်တာတော့ quitting ကြတာပေါ့နော်ဆိုတော့ကျွန်တော်ဆက်ကြည့်ကြမှာဆိုတော့ဒီခုကရိုက်တာတော့မျိုးမဟုတ် Cause I can't live without you, my babe. Shandambo, I'm a pitney, yeah. Nasware, go, yeah, you lit it tonight. Never a machine, baby. Cause I can't live without you, my babe. You're shining, I'm in my pity. Go, yeah, now so near it. Never a machine, baby. Please don't leave me till I'm gone. ဆိုတော့သူ့ရဲ့ဒီ English essence လဲမိုက်တယ်ပေါ့နော်don't leave me till I'm gone ပေါ့နော်ကျွန်တော်လည်းအဲ့လိုထိကြောင်းတာတော့မဟုတ်ပါဘူးနောက်တစ်ခုကျွန်တော်တချင်းရဲ့စာသားတွေကတအားနှွေးထွေးတယ်ဒါကျွန်တော်နားထောင်ရတာတော့ပေါ့နော်ဘဝတွေကအရင်ခက်ခဲတယ်ဘဝတွေစောက်ဝင်လိုက်ဘဝအရင်ခက်ခဲတယ်ရုပ်ကလုံးရှားတယ်ခလေးကြိုင်ကိုမေးပစ်ချင်လောက်ကိုမလို့ချင်တော့လောက်အောင်ခက်ခဲနေတဲ့အချိန်တွေလည်းရှိကောင်းရှိလိမ့်မယ်ဆိုတော့အဲ့ဒီအချိန်မျိုးမှာသူ့လက်တစ်ဖက်ကိုစုပ်ကင်ထားတဲ့တောင်မလေးကတော့သူ့ဘေးနားမှာရှိနေတယ်ဒါသူ့မျိုးသမီးထင်တယ်နော်သူ့မျိုးသမီးပဲထပ်ပြီးတော့သူ request လုပ်တာပေါ့နော်ဒါသက်ဆုံးထိသူ့ဘေးနားမှာရှိနေပြီးပါရန်ချစ်ပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ချစ်အောင်တအား sweet ဖြစ်တယ်ကျွန်တော်သဘောကျတယ်လိလုံးလေးတွေကလည်း news ဖြစ်တယ်သိတယ်လားလူလည်းမရဲ့ရင်စီခဲ့တယ်တူလူပုံလည်းမပွဲတင်စီခဲ့ဒီလိုမတတ်တီတော့ရှိပါမရှိပါဂျိုးရုပ်လောက်ရတာဖြစ်မယ်နော်ခိုက်တန်လေးများနောင်တတော့များတော့နေရှစ်စပူအိုင်မနေခဲ့တယ်ไม่เนาะชัวร์อ่ะ My babe Shandambo I'm a pitney yeah Nasware go yeah you lit it tonight Never a machine baby ဒီသူရိုက်သွားတဲ့ပုံစံတွေအားလုံးကသူက editing မှာလည်းသူခေတဲ့လူတော့မဟုတ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အရင်တော့ကျွန်တော်အရင်ဗီဒီယိုကပြောသလိုမျိုးကျွန်တော်တို့ဒီ Clipsoft ထဲကရိုက်ထားတဲ့ဒီ footage ပုံစံမျိုးတွေသူရိုက်ထားတယ်ပေါ့နော်ဒီခုရိုက်ထားတဲ့ပုံစံတွေကအကုန်လုံးကဒီခုတက setting ချပြီးရိုက်တာမျိုးမဟုတ်ပဲနဲ့သူ့ရဲ့ camera နဲ့သူတို့ရဲ့ကြည်နူးတဲ့ပုံလေးတွေသူတို့ရဲ့ memory သူတို့ရဲ့ memories လေးတွေကိုအားလုံးကိုပေါင်းပြီးတော့ဒီချင်းထဲမှာသူထည့်ထားတယ်ဒီချင်းလေးကကျွန်တော်အမြင်မှာဆိုလို့ရှိရင်တော့ဒါသူ့အမျိုးသမီးအတွက်လို့ကျွန်တော်ထင်တယ်သူ့အမျိုးသမီးကိုသူဘယ်လောက်ချစ်လဲဆိုတဲ့အကြောင်းသူပြောပြထားတဲ့တချင်းလို့ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်တချင်းကတအား sweet ဖြစ်တယ်အချစ်ကိုခံစားတတ်တဲ့လူတွေဆိုလို့ရှိရင်တော့ဒီတချင်းကတအား sweet ဖြစ်တာပေါ့နော် Let's go Cause I can't live without you my babe You're shining I'm in my pity go yeah now
baby. Please don't leave me till I'm gone. Go and show in the lamb down. မိုင်းနော် bridge ချူอ่ะဒါ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 လို့ဖြစ်မှာနော် Get it. Sana zay dum shire lu adari bom yare lokale na kuya megede cause I can't live without you my baby music arrange လည်းမညံ့ဘူးလို့ကျွန်တော်ထင်တယ်နော်တော်တော်လေးကိုသူ arrange တေချာလေးလုပ်ထားတယ် music arrange ကမိုက်တယ်နောက်တစ်ခုတချင်တစ်ပုတ်လုံးက guitar only နဲ့ solo ရတဲ့ပုံစံမျိုးထိကိုသူရေးထားတယ်နောက်ပြီးတော့တချင်ကနားထောင်ရတာပုံမှန် beat နဲ့တီးပြီးတော့ guitar နဲ့ဆိုသွားတဲ့တချင်တွေပုံမှန် normal တချင်တွေမျိုး e ဆက်စိတ်မျိုးဖြစ်မနေဘူးတချင်ကဘယ်နေရာမှာပြင်းသွားတဲ့ဆိုလို့ရှိရင်ဘယ်လိုကော့မျိုးကျွန်တော်တို့ပြောင်းထည့်မလဲဆိုတာမျိုးသူလုပ်ထားတယ်မိုက်တယ်တချင်ကတော့ ရှင်တန်ဖို့တော့မဖြစ်တဲ့နေရမြတ်စွာ တီးတဲ့ pattern တွေပြောင်းသွားတယ် ကိုရဲ့ပြူလေးတွေချိန်တိုင်းနေဘင်းမရှိနေပေးခဲ့သူ တွေ့လားကြမ်းကတ်လေး I can't live without you my babe ပြူရှင်နေဟာ vocal run တွေတော့ ဖြစ်တည်ခဲ့ကိုရဲ့နောက်ဆုံးနေရတီနေဘင်းမရှိနေ baby so cute please don't leave me till I'm gone သူအတွဲလေးကတအား cute ဖြစ်တယ် match ဖြစ်တယ်ပေါ့နော်တွေ့လားလိုက်တွေတုံးသွားတယ်ပေါ့နော်တချင်တစ်ပုတ်လုံးနှာထောင်ပြရည်ဆိုတော့တကယ်ရင်းနေစီမှာဘယ်လိုခံစားမှုမျိုးဖြစ်သွားလဲဆိုတာကိုကျွန်တော်ရဲ့ comment box မှာရေးသွားပြလို့ရပါတယ်ဒီတချင်ဟာခုနကျွန်တော်ပြောထားတဲ့အတိုင်းပဲတချင်ရဲ့ arrange ပိုင်းမှာမအီအောင်ရေးသွားတယ်တချင်အချင်းချင်းကတော့ကျွန်တော်ဒီ R&B လို့ကျွန်တော်ထင်တယ်တချင်ရဲ့ဒီ MV ကတော့သူရိုက်သွားတဲ့ပုံစံကတော့သူ့ရဲ့ memories အနေနဲ့ record လုပ်ထားတဲ့ video အားလုံးကိုသူ့ရဲ့တချင်နဲ့ကိုက်ညီအောင်သူ edit လုပ်ထားတယ်နောက်တစ်ခုကရိုက်သွားတဲ့ cut တွေတစ်ခုချင်းစီတိုင်းမှာ edit လုပ်သွားတဲ့ cut တွေတစ်ခုချင်းစီတိုင်းမှာပြင်မသွားစေရဘူးအရန်တော်တယ်ဆရာကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ပြောပြတာပါတို့ရဲ့တကယ်လက်ရှိ lifestyle ကိုရိုက်သွားတယ်လို့ကျွန်တော်ထင်တယ်ဒီသချင်းကလည်းသူ့ရဲ့တကယ်ခံစားချက်အတိုင်းရင်ဘတ်ထဲမှာရှိတဲ့အတိုင်းကိုသူ့မိန်းမကိုသူဖွင့်ပြောတဲ့သချင်းဖြစ်ကောင်းဖြစ်လိမ့်မယ်ချင်းစာသားတွေကလည်းအားလုံးအများကြီးရှင်းပြနေကြလည်းမလို့ဘူးရိုးရှင်းပြီးတော့တချို့ရိုးရှင်းတဲ့သချင်းတွေကပိုတော့ကောင်းတယ်လေနော်ရိုးရှင်းပြီးတော့ hot ထိစေတယ်ကျွန်တော်ဆိုရင်နားထောင်မိတယ်မှာပျော်ရွှင်တဲ့ရသမျိုးရတယ်နောက်ပြီးတော့သူ့ vocal ပေါ့နော် vocal ပြောမှဆိုလို့ရှိရင်သူ့ရဲ့ vocal ကလည်းသူများနဲ့မတူတဲ့ထူးခြားတဲ့ color လေးရှိတာပေါ့နော် color ဆိုတာဖြူနာတက်စရာ color မျိုးရှိတယ်ချိုတဲ့ color မျိုးရှိတယ်ပေါ့နော်အချိုလေးတွေနဲ့တအားလိုက်မဲ့ color မျိုးပေါ့နော် vocal run လေးတွေပါတယ်သူလည်းခေတ္တလူတော့မဟုတ်ဘူးဒါတချင်းဆိုတဲ့နေရာမှာပေါ့နော်ပညာသားပါတယ်သူကတချင်းအပေါ်အမှုပညာအပေါ်ယူသားတဲ့အထက်မှာပါတယ်ဘာလို့လဲဆိုတော့သူတချင်းတွေကရိုးရိုးရှင်းလေးပဲတအားကြီးရှုပ်ထွေးမနေဘူးတခြားလူရှုပ်ထွေးတဲ့လူတွေကိုမယူသားဘူးလို့တော့မဟုတ်ပေါ့နော်ဒါပေမဲ့သူ့မှာရှိတဲ့ဟာတွေကိုသူကအကုန်လုံးရိုးရိုးရှင်းလေးပဲသူချပြတာကိုကျွန်တော်ပြောချင်တာဒီလိုမျိုးအောင်မြင်မှုတကားကိုရိုးရိုးသားသားခေါင်းနေတဲ့ကျွန်တော်တို့ဒီ artist တွေကိုကျွန်တော်တို့ပို့ပြီးတော့ supporting ပေးတဲ့နဲ့နောက်တစ်ခုကဒီ video တွေဆိုလို့ရှိရင်လည်းပို့ပြီးတော့ like view တွေအများကြီးရှိတင်နေဗျာတကယ်အမှုပညာရှင်စစ်တွေကိုကျွန်တော်ချစ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီလိုမျိုး artist တွေကိုပို့ပြီးတော့အားပေးဖို့တင်ပါတယ်ဆိုတော့သူရဲ့ channel နာမည်ကကျွန်တော်ဘာလာဂျိုးရုပ်ဖြစ်တယ်လောလောဆယ်ဒီသူ video ကျွန်တော်ကြည့်ရတော့ video ၄ပုတ်ရှိတယ်ကျွန်တော်တို့တချင်းကောင်းတွေပို့ပြီးတော့နားထောင်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလို artist တွေကိုကျွန်တော်တို့ပို့ပြီးတော့ supporting ပေးကြပါလို့ကျွန်တော်ပြောချင်တယ်ကျွန်တော် video အစနဲ့အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ reaction record လုပ်စီချင်တဲ့ video တွေရှိတယ်ဆိုလို့ရှိရင်ဒီတချင်းရဲ့ comment box ထဲမှာတချင်းနာမည်ရေးပြီးသွားလို့ရပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ် bye bye